မင်္ဂလာပါဟိုတနေ့မန်လေးတစ်ခုတွေ့တယ်ပေါ့နော်ကျမတို့ညက်တဲ့ဟာတွေအဲ့ဒီညက်နီးကမှားတယ်ဆိုပြီးတော့လာပြီးတော့မှတ်ထားတာပေါ့နော်အမှန်တော့စိတ်ဆိုးလို့ပြန်ပြောပေးတာပေါ့နော်ရှင်းပြပေးတာရှီဆွဲငုတ်တဲ့လူတွေမှာညက်နီးအမျိုးမျိုးရှိတယ်ပေါ့နော်ညက်နီးမျိုးမျိုးရှိတယ်နောက်လာတဲ့ဧည့်သည်ရဲ့ရှီဆွဲငုတ်နေတဲ့အမျိုးအစားပေါ်မှာလည်းမူတည်ပြီးတော့ညက်တဲ့ညက်နီးအများကြီးရှိပါတယ်ကျမတို့က white ကြီးညှက်ချလိုက်တဲ့ဗီဒီယိုလေးတစ်ခုသူပြောတာပေါ့နော်ကျမအကောင့်နှစ်ခုသုံးတာဆိုတော့ဘယ်မှာမှတ်ထားမှန်းပြန်မချတွေ့တော့လို့ရှင်းပြချင်တာလေးကဘာလဲဆိုတော့ရှီထဲမှာဝေဒနာတစ်ခုခုဖြစ်တယ်ပေါ့နော်ဒီလိုရှီဆွဲငုတ်လို့နားလာပြီဆိုရင်ဘာကြောင့်ရှီဆွဲငုတ်တာလဲဆိုတာကိုကျမတို့ကလေ့လာပါတယ်အဲ့ဒီရှီသေးပိုးကြောင့်လိတ်ဝင်ပြီးငုတ်တဲ့ရှီဆွဲဖြစ်နေတယ်ဆိုရင်ကျမတို့ကသူ့ရဲ့နာကျင်မှုကိုတတ်တာအောင်အရင်ဦးဆုံးဒီရှီဆွဲကိုဖယ်ရှားပေးရပါတယ်ရှီဆွဲကိုဖယ်ပေးလိုက်ပြီးဆိုရင်ပထမအဆင့်မှာနာကျင်မှုပျောက်သွားတာဖြစ်တဲ့နောက်အဆင့်နေမှာရှီသေးထွက်တဲ့လမ်းကြောင်းမှန်အောင်ကျမတို့ကပြန်ပြီးပြုပြင်ပေးပါတယ်ရှီဆွဲဖော်ရဲဆိုတာတစ်ချိန်နဲ့ဖော်လို့ရတဲ့ရှီဆွဲရှိတယ်လို့နှစ်ချိန်သုံးချိန်ဖော်ရတဲ့ရှီဆွဲတွေလည်းရှိပါတယ်white ပြီးလှီးထုတ်တိုင်းမှားတယ်လို့ပြောလို့မရပါဘူးရှီသေးပုံစံအမျိုးအစားရှိတယ်လို့ရှီသေးဒီ customer ရဲ့ပေါ့နော်ဘာကြောင့်နာနေတာလဲဘလို့ဖြစ်လို့နာနေတာလဲပေါ့မှာမူတည်ပြီးတော့ white ညက်တာအတက်ညက်ပေးတာဒဲလုတ်ပေးလိုက်တာလေးတွေကကျမတို့ဆုံးဖြတ်ပြီးတော့လုတ်ပေးတာပေါ့နော်ရှီသွန်ငုတ်ပြီးဆိုရင်ရှီသေးပိုးကြောင့်ရှီဆွဲနာလာတဲ့လူတွေဆိုရင်ကျမတို့ကရှီဆွဲကိုအရင်ဖော်ပြီးပထမအဆင့်မှာနာကျင်မှုတက်တာအောင်လုပ်ပါတယ်ဒုတိယအဆင့်မှာရှီသေးထွက်တဲ့လမ်းကြောင်းလေးတွေမှန်အောင်လှုပ်ရင်းနဲ့ပေါ့နော်လှုပ်ရင်းနဲ့မှာရှီသေးပိုးတွေကိုဖယ်ရှားပေးတာပါတဆင့်ချင်းစီသွားရတယ်ပေါ့နော်ဒါရှီဆွဲဖော်တာဖြစ်ပါစေရှီသေးပိုးဖြစ်ပါစေတစ်ခေါက်ထဲနဲ့မပြောက်ပါဘူးရှင်ဒီရှီဆွဲတွေကိုတချို့တွေကတစ်ခေါက်ထဲနဲ့ပျောက်မှလာလို့လာမင်းဖော်လို့ရတယ်လို့လည်းပြောလို့တော့ရပါတယ်ဒါပေမဲ့ရှီဆွဲဆိုတာကလေကျမတို့ရဲ့ခန္ဓာကိုယ်မှာကျမတို့မသေးမချင်းသပင်ရှည်တယ်လို့လက်သေးရှိတဲ့လေးတွေကရှည်လာတာလေအဲကြတော့သူပြန်ရှည်ထွက်လာတယ်ဆိုတဲ့အချိန်မှာလမ်းကြောင်းမှန်နေတာတို့ဒီညက်တဲ့နီးမှန်နေတာလေးတို့ဖြစ်မှရှီဆွဲလက်ဆွဲဆိုတာမငုတ်တော့မှာပေါ့နော်အဲကြတစ်ချိန်နဲ့ကတော့မပြောက်ဘူးတစ်ချိန်နဲ့ပြောက်တယ်လို့ပြောတယ်ဆိုရင်လည်းဒါcustomer ကိုစိတ်ချမ်းသာအောင်ပြောပေးလိုက်တာလဲဖြစ်မှာပေါ့နော်ကျမစီမှာကတော့ကျမကအမြဲတမ်းဖြေပါတယ်တစ်ချိန်နဲ့မပြောက်နိုင်ပါဘူးเนาะဒီစပင်းရှည်သလိုလက်သေးလေးတွေရှည်လာတာလဲလူတိုင်းသိနေတာပဲလေเนาะအဲကြတော့အချိန်ချင်းပြုပြင်ယူ